စီချင်းတဲ့သူတွေပတ်နာဖျားပွဲတော့လာခဲ့လိုက်တော့ဒီနေ့မှထဲစမှုပကံပတ်နန်းမှာရှိတဲ့ဖျားပွဲကိုရောက်နေပါတယ်ဒီဖျားပွဲကတစ်နှစ်ကိုတစ်ချိန်ပဲကျင်းပတာပါပြီးခဲ့တဲ့နှစ်ကလည်းစီတယ်နှစ်တိုင်းလည်းစီခဲ့တယ်ဒီနှစ်မှာလည်းအရန်စီပါတယ်အဲ့တော့ဖျားပွဲမှာတောတဲ့သူတွေအားလုံးကလည်းပြောပါတယ်အများကြီးဆဲမှာစားတောက်ကြရလည်းရှိတယ်ရဟတ်ကြီးလည်းရှိတယ်အရန်ကိုပျော်ဖို့ကောင်းတယ်နော်အဲ့တော့မထက်ကဒီဖျားပွဲကိုသွားလည်မှာဖြစ်တယ်ဒီဖျားပွဲကအောက်တိုဘာ12ရက်ကနေပြီးတော့23ရက်နေ့ထိပဲရှိတာပါအဲ့တော့အဲ့ဒီဖျားပွဲတွေကိုမထက်ကသွားလည်ကြမယ်မထက်ကတူလိုက်ကြည့်ပါဦးနော်သွားလည်ရအောင်ဟိုးမှာရဟတ်ကြီးကြီးတွေ့နေပြီစီးမှာရဟတ်ဒီကရဟတ်ကဆိုလို့ရှိရင်ရဟတ်ကြီးကလည်းတော်တော်ကြီးတယ်ပြီးတော့လဲတဲ့အခါမှာလည်းသူဖြည်းဖြည်းလေးလဲတာဆိုတော့ကြောက်ဖို့မကောင်းကျောင်းတို့မြန်မာပြည်မှာဆိုလို့ရှိရင်ရဟတ်ကြီးကတအားလဲတယ်မတက်ဆိုလို့ရှိရင်ရဟတ်ကြီးကတအားကြိုက်တယ်ပေါ့နော်မြန်မာပြည်မှာတအားလဲတော့လေတိတ်ကြောက်တာပဲမစီးရဘူးဒီမှာကြောက်ဖို့မကောင်းအပေါ်က view တွေလည်းတအားလှတော့လှလှလေးကြည့်လို့ရတယ်အမြင့်ဆုံးကိုရောက်လာပါပြီအမြော်ကင်းကြီးပဲနော်ပဲကိုအေးနေအောင်ဖျားပွဲမှာနော်ဟိုးမြန်မာပြည်ကလည်းဖျားပွဲငယ်ငယ်တော့သွားခဲ့ရတယ်လို့ပဲအဆုံရှိတယ်မိုက်တယ်ဒီမှာဆိုတရဲအိမ်ပေါ့နော်ဝင်ကြည့်ကျင်တယ်ဒါပေမဲ့လူတွေကလေဟိုအရန်လဲများတော့စီရခက်လို့နောက်တစ်နေရာမှဝင်တော့မယ်အခုလေးလေးစီးပြီးတော့ဒီဘက်ကန်းကိုကူးလာပါတယ်ဒီဘက်ကန်းမှာရှိတဲ့ဇေဒီနာမည်ပေါ့နော်ဒီဇေဒီကကြတော့ passport ဇေဒီလို့ခေါ်ပါတယ်ဒီဇေဒီကိုလာပြီးတော့ပွဲတော်ဖြစ်ကျင်းပကြတာပေါ့နော်ဒီဘက်ကန်းရောဟိုဘက်ကန်းရောနှစ်နေရာလုံးကျင်းပပါတယ်အရင်တော့ကဒီဇေဒီကရေလဲကောင်မှာရှိတဲ့ဇေဒီပေါ့နော်ကျမတို့မြန်မာပြည်ကပြောရမယ်ဆိုလို့ရှိရင်တန်လင်းကြောက်တန်းရေလဲဖျားလို့ပေါ့အဲ့လိုဖျားမျိုးပါတဲ့အဲ့တော့ဒါပေမဲ့ဒီဘက်မှာဟိုဘက်ဒီဘက်နှစ်ခုလုံးပေါ့ကျင်းပကြတယ်တဲ့ဒီပွဲကိုကျင်းပတာဖြစ်ပါတယ်အဲ့တော့ဟိုဘက်ကနေပြီးတော့ကျင်းပတဲ့ပွဲရောဒီဘက်ကနေကျင်းပတဲ့ပွဲရောလှေလေးနဲ့လာရင်ရပါတယ်မနေ့ကတော့ဖျားကိုရှောက်ဖူးလိုက်ပါဦးမယ်အရန်တက်ပဲပါတယ်ဖျားနော်ဖျားရှောက်ဖူးကြသို့ဒီဖျားပွဲကိုပတ်နန်း BDS station မှာဆင်းပြီးတော့လာခဲ့တာဖြစ်ပါတယ်ပတ်နန်း BDS station ကိုရောက်လို့ရှိရင်ဒီဖျားပွဲကိုရောက်ပါပြီဒါပေမဲ့ဟိုဘက်မှာပဲဖျားပွဲ
ကျင်းပါတယ်လို့ထင်ကြတာပေါ့နော်အားလုံးကတကယ်တမ်းကျတော့ဖျားပွဲကလှေလေးနဲ့ရှစ်ပတ်ပေးပြီးတော့ဒီဘက်ကိုသင်းမောနဲ့ကူးလာခဲ့ပေါ့နော်အဲ့ဒါကလွယ်လေးတော့လာလို့ရတယ်တချို့တွေကမသိတော့ဒီဘက်ကိုရောက်မလာဘူးဒါပေမဲ့ဖျားပွဲကတော့ဒီဘက်ကျွန်းလေးမှာရှိတာပါအခုတော့မထက်ကတော့ဒီဖျားလဲဖူးပြီးဒီဘက်ကျွန်းမှာရှောက်လဲလဲပြီးတော့ဒီမှာတဝါကြီးကစားစရာတွေရောစားတောက်ဆိုင်တွေရောအများကြီးရှိတယ်အဲ့တော့ကြောင့်မလို့အခုတော့မထက်ကဒီဘက်မှာဖျားဖူးလို့လဲဝါပြီးပြန်တော့မယ်ဟိုဘက်ကအောင်လေးစီပြီးလေးရှစ်ဘက်နဲ့စီပြီးပြန်မယ်ပြီးတာနဲ့ကိုသွားခြင်းတဲ့နေရာကိုဟိုဘက်မှာ PDF စီပြီးပြန်လိုက်လို့ရှိရင်ရောက်ပါပြီအားလုံးနှုတ်ဆက်ပါတယ်နော်တတ